ကျွန်တော်ပြန်လဲမွေးဖွားလာခဲ့ပြီးစူဝန်ကြီးရဲ့အဖေကကျွန်တော်မျက်နှာကိုဒေါ်လာ30တန်းတန်ချက်လက်မှတ်နဲ့ပြစ်ပေါက်ခဲ့တဲ့အဲ့ဒီနေ့စီကိုပေါ့ပြီးခဲ့တဲ့ဘဝတုန်းကတော့ကျွန်တော်ကအဲ့ဒီချက်လက်မှတ်ကိုအဆအဆမှာစုပ်ဖြဲပစ်ခဲ့လို့သူမရဲ့အထင်သေးတဲ့လောင်ပြုံးနဲ့စူဝန်ကြီးရဲ့တနေ့ထက်တနေ့ပိုအေးဆက်လာတဲ့အကြည့်တွေကိုပဲရခဲ့တယ်နောက်ထပ်30နှလုံးလုံးသူမရဲ့အရေးနောက်ကိုအသေးတန်လိုက်ရင်အဆက်တကွဲနေထိုင်ခဲ့ရတယ်နောက်ဆုံးစီးပွားရေးညစာစားပွဲတစ်ခုမှာသူမကိုကာကွယ်ပေးခဲ့လို့မှောင်မိုက်တဲ့လမ်းကြားထဲမှာပြိုင်ဘက်ရဲ့ဓာတ်နဲ့ထိုးတက်တာကိုခံခဲ့ရတယ်တေလူဆဲဆဲအချိန်မှတော့မသက်ဆိုင်တဲ့သစိမ်းတစ်ယောက်လိုအမူအရာကင်းမဲ့နေတဲ့သူမရဲ့မျက်နှာကိုပဲမြင်ခဲ့ရတာဒီတစ်ချိန်မှာတော့အရာအလုံးဆုံးရှုံးရတဲ့အထိကပ်ပါရက်ပါခွေးတစ်ကောင်မဖြစ်ချင်တော့ဘူးဒါကြောင့်ကျွန်တော်တီတီငိမ့်ငိမ့်ပဲလက်ဆန့်ပြီးချက်လက်မှတ်ကိုယူလိုက်တယ်စူကြံတုံးကိုမော့ကြည့်ပြီးကျေးဇူးတရိတ်တန်းနေတဲ့တောက်ပတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်တယ်ကျွန်တော်အတန်ကမကျဲပေမဲ့ဇိမ်ခံတီးတန်ခံထဲမှာတော့မိုးချင်းတန်လိုဟိမ့်ထွက်သွားတယ်စူကြံတုံးပြင်ဆင်ထားတဲ့စကလုံးတွေအားလုံးလက်ချောင်းထဲမှာတင်တဆူသွားပြီးသူဤတင်းမာတဲ့အမူအရာကချက်ချင်းပြည့်ယွင်းသွားခဲ့တယ်သူကကျွန်တော်ညှင်းဆန်မဲ့နီလန်ပေါင်း100လောက်ကိုတွေးထားပုံရပေမဲ့ပြုံးပြီးကျေးဇူးတင်လိုက်မယ်လို့တော့လုံးဝမျှော်လင့်မထားခဲ့ဘူးလုံအောက်ထံရဲ့မျက်နှာပေါ်ကလောင်ပြုံးကလည်းဘဲတကောင်ချက်ချင်းလေပင်းညစ်ခံရတယ်လို့ချက်ချင်းတောင့်တင်းသွားတယ်အမြဲတမ်းတတိပုတ်ကလာဆန်ပြီးခန်းစားချက်မဲ့နေတဲ့ရေခဲဘရင်မစူဝန်ကြီးရဲ့မျက်နှာမှာလည်းပထမဆုံးအကြိမ်ဖြစ်အကြောင်းထင်သွားခဲ့တယ်သူမရဲ့သူငယ်အိမ်တွေအနှဲငယ်ကျုံသွားပြီးနှက်ခမ်းနီနီတွေပြားနှမ်းသွားပေမဲ့ဘာအတန်မှထွက်မလာနိုင်ခဲ့ဘူးကျွန်တော်ချက်လက်မှတ်ကိုတိတိကျကျခောက်ပြီးအယောင်လွင့်နေတဲ့ဂျင်းပေါင်းပြီးအိတ်ကက်ထဲထည့်လိုက်တယ်ပြီးတော့ trap ပြီးစူကြံတုံးကိုအနှဲငယ်ဥညွတ်နှုတ်ဆက်လိုက်တယ်ဦးလေးစိတ်ချပါဒီနေ့ကစပြီးသမီးလေးစူဝန်ကြီးကိုကျွန်တော်ဘယ်တော့မှမနှောက်ယှက်တော့ပါဘူးဒါကိုပြောပြီးစူဝန်ကြီးဘက်လှည့်လိုက်တယ်ပြီးခဲ့တဲ့3နှစ်ပတ်လုံးနှောက်ယှက်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်မင်းရဲ့အနာဂတ်တောက်ပါပြီးခီးလန်းဖြောင်ဖြူပါစေလို့ဆုတောင်းပေးပါတယ်စူဝန်ကြီးရဲ့ခန္ဓာကိုယ်ကမတိမတာတုံရင်သွားတယ်သူမကျွန်တော်ကိုပထမဆုံးအကြိမ်တက်ကြည့်လာတဲ့အခါလှပတဲ့မျက်ဝန်းတွေထဲမှာအေးဆက်မှုတွေမရှိတော့ပဲအံ့အားသင့်မှုတွေပဲပြည့်နေနေတယ်သူမစကားမပြောနိုင်ခင်မှာတင်ကျွန်တော်ကြောက်ခိုင်းထွက်လာခဲ့တယ်ချန်ပီယံနင်ကတိတ်ခါရှိတဲ့အောက်မေ့တာတကယ်တော့ပတ်စံပဲမှတ်တဲ့အယိုးမရှိတဲ့လူဖြင့်တယောက်ပဲကို30နှစ်စာတန်ရောစင်ကို30တန်းနဲ့ရောင်းစားလိုက်တာပေါ့ကျွန်တော်ခြေလမ်းတွေရက်သွားတယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့အဲ့ဒီစကားတွေကြောင့်ဒေါသထွက်ပြီးစိတ်ထိန်နိုင်စွမ်းလုံးဝမရှိပဲသူမကိုလုံးထွေးတက်ပုတ်ဖို့ခေါ်အုပ်ခဲ့မိတယ်နောက်ဆုံးမှာတော့တက်တော်ဆောင်တွေရဲ့တုံးနဲ့ရိုက်တာကိုအသေးလဲခံရပြီးတနာစရာကောင်းတဲ့အခြေအနေနဲ့အိမ်ပြန်ခဲ့ရတယ်ဒါပေမဲ့အခုတော့ကျွန်တော်တည်တည်ငြိမ်ငြိမ်ပဲလှည့်ကြည့်လိုက်တယ်မျက်ဝန်းထဲမှာဒေါသတွေမရှိတော့ပဲအနှဲငယ်တနာစရာကောင်းတဲ့အကြည့်ပဲရှိတော့တယ်တခင်လေးကြောက်ကနောက်နေတာပဲပထမအချက်က32မဟုတ်ဘူး3နှစ်ဒုတိယအချက်ကတန်ရောစင်မဟုတ်ဘူးကျွန်တော်ကမင်းကိုလိုက်နောက်ရှက်နေခဲ့တာတတိယအချက်ကဒါကကိုရောင်းစားတာမဟုတ်ဘူးဥက္ကဋ္ဌစုကပြီးခဲ့တဲ့3နှလုံးလုံးကျွန်တော်ပေးဆက်ခဲ့ရတဲ့ခံစားချက်တွေအတွက်ကြိုးချောင်းစီရော်တဲ့နင့်နာကြီးပေးတာဘာပဲဖြစ်ဖြစ်မြောက်ပေးရတဲ့သူတယောက်ဖြစ်ဖို့ဆိုတာအချိန်နဲ့လှုပ်အားပေးရတာလေတီးတန်ခမ်းရဲ့လေးလံတဲ့တစ်သားတကားကိုဖွင့်ပြီးနောက်လည်းမကြည့်ပဲထွက်လာခဲ့တယ်ကျွန်တော်နောက်ွယ်မှာတော့လုံးဝတိတ်ဆိတ်သွားခဲ့ပြီးဟိုတယ်ပြင်ဘက်ကိုခြေချလိုက်တော့ကြန့်ရှိနေတဲ့နေအောင်ကြီးကမျက်စိကိုဆူရှစေတဲ့ချက်လက်မှတ်ကိုထုတ်ကြည့်လိုက်တော့ကနန်းတွဲတွေကအရန်ကိုစစ်မှန်လွန်းလို့ငိုတောင်ကိုခြင်းမိတယ်အချစ်ကိုလည်းဂယုမဆိုင်ဘူးတိတ်ခါကိုလည်းဂယုမဆိုင်ဘူးငါချန်ပီယံပြန်လဲမွေးဖွားလာပြီးဒီဘဝမှာပတ်စံကလွဲလို့ဘသူကိုမှမချစ်ဘူးကျွန်တော်ချက်လက်မှတ်ကိုလဲဖို့ဘန်ကိုချက်ချင်းမသွားခဲ့ဘူးမြေခွေးအိုကြီးစူကြံတော့ကချက်လက်မှတ်ကိုတခုခုလှုပ်ထားနိုင်တယ်ဖြစ်နိုင်တာကအချိန်ဆိုင်ထားတာမျိုးဒါမှမဟုတ်ကျွန်တော်လူပြက်ဖြစ်သွားအောင်စောင့်ကြည့်ဖို့ချက်လက်မှတ်အသေးပေးလိုက်တာမျိုးဖြစ်နိုင်တယ်ကားတစ်စီးခေါ်ပြီးမြို့ပြင်ရွာကငှားထားတဲ့အခန်းကိုပြန်လာခဲ့တဲ့အခန်းက30စတူရန်မီတာလောက်မပြည့်ပဲမှောင်မိုက်ဆူဆွနေပြီးလေထုထဲမှာခောက်ဆွဲချောင်းနဲ့စားတောက်ပွဲရတွေရဲ့အနံ့အသက်တွေရောပြောနေတယ်ဒါကပြီးခဲ့တဲ့ဘဝတုန်းကစူဝန်ကြီးရဲ့ကြောင်းနဲ့နီးအောင်လို့3နှလုံးလုံးနေထိုင်ခဲ့တဲ့အချစ်အတိုက်မြုံပေါ်ငါနှစ်သက်တန်းရှိပြီဖြစ်တဲ့လက်တော့ကိုဖွင့်လိုက်တော့စကရင်ကအကြာကြီးတောက်နေပြီးမှလင်းလာတဲ့ဆိုအတင်းမတုံးသေးပဲကလတ်ထိုင်ပေါ်မိချလိုက်ပြီးပြန်လဲမွေးဖွားလာခြင်းရဲ့အကြီးမားဆုံးအားသာချက်ကဘာလဲဆိုတာကိုငြိမ်ငြိမ်လေးစဉ်းစားနေမိတယ်ဒါကသတင်းအချက်လက်ပဲနောက်ထပ်30နှစ်အတွင်းဖြစ်ပေါ်လာမယ့်စီးပွားရေးလမ်းကြောင်းတွေဘယ် stock share တွေအဟုန်အရှိန်နဲ့တက်မလဲဘယ်လုပ်ငန်းတွေထွန်းကားလာမလဲဆိုတာကျွန်တော်သိနေတယ် stock အယောင်းဝယ် software ကိုဖွင့်ပြီးကုတ်တစ်ခုကိုကျွမ်းကျင်စွာရိုက်ထည့်လိုက်တယ်မနှက်ဖြန်ကြရင်ဒီမထင်မရှားကုမ္ပဏီလေးရဲ့ store ဈေးနှုန်းက chip နည်းပညာမူပိုင်ခွင့်ကြေညာချက်ကြောင့်9ယွမ်ကနေ10ယွမ်အထိထိုးတက်သွားမယ်ဆိုတာကျွန်တော်အသေးချာမှတ်မိနေတယ်ဖုန်းကိုကောက်ကင်ပြီးစူဝန်ကြီးရဲ့နံပါတ်ကိုနှိပ်လိုက်တယ်မင်းဒီမှာထားခဲ့တဲ့ပစ္စည်းတွေအကုန်လုံးကိုငါထုတ်ပိုးပြီးတကားဝမှာချထားပေးတယ်အချိန်မရွေးလူလွတ်ပြီးလာယူခိုင်းလို့ရတယ်ပြီးတော့ငါဖုန်းနံပါတ်လည်းပြောင်းလိုက်ပြီးနောက်တစ်ခါဆက်သွယ်စရာမလိုတော့ဘူးသူမရဲ့အဖြေကိုမစောင့်တော့ပဲဖုန်းချလိုက်တယ်စင်းလန်ကတ်ကိုဆွဲထုတ်ပြီးနှစ်ချမ်းချိုးကအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်နောက်တနေ့မနက်မှာဘန်ကိုတန်းသွားခဲ့တယ်မမျော်လင့်ပဲချက်လက်မှတ်လဲရတာအဆင်ပြေချုံးမွေးခဲ့တယ်ဖုန်းထဲကိုအကောင့်ထဲကသူညအရှိကြီးပါတဲ့စာလိုဝင်လာတဲ့အချိန်ကြာမှပဲငါဘဝတစ်စတင်တော့မယ်ဆိုတာကိုအမှန်တကယ်ယုံကြည်လိုက်နိုင်တယ်ဘာမှတွတ်ဆုပ်မနေပဲကိုတန်ကိုသိန်းယွမ်စလုံးကိုကျွန်တော်ရဲ့ store အကောင့်ထဲလွှဲပြောင်းပြီးရန်ပုံငွေအားလုံးနဲ့ထိန်ဖေးနည်းပညာ share တွေကိုဝယ်လိုက်တယ်store အိတ်ချင်းကနေထွက်လာတဲ့အခါရုတ်တရက်စိတ်ပေါ်ပါသွားတယ်လို့ခံစားရတယ်ကျွန်တော်လုပ်ရမှာကစောင့်ဖို့ပဲအဲ့ဒီမိုးတက်နေတဲ့အငှားခန်းကိုပြန်မသွားတော့ဘူးမြို့လေကအကောင်းဆုံးဟိုတယ်ကိုသွားပြီးအမှုဆောင်စုအခန်းကိုကိုကင်လုတ်ကရေချိုးကန်ထဲမှာရေချိုးကန်ထဲထိုင်ရင်အေးစိတ်နေတဲ့ရှမ်ပိန်ကိုတငုံချင်းတောက်ရင်တရင်ပေါက်အပြင်ဘက်ကတိမ်တိုက်တွေရဲ့ခန်းထားတဲ့မြင်ကွင်းကိုမေးကြည့်ရင်အနှဲငယ်ဝေဝေဝါးဝါခံစားရတယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့ဒီလိုဟိုတယ်တွေရဲ့အပြင်ဘက်မှာရက်ပြီးခေါင်းမိုးပေါ်ကမီးရောင်တွေကိုမော့ကြည့်ရင်စူဝန်ကြီးတယောက်အတွင်းထဲမှာဘလို့ခန်းထားတဲ့ပွဲလန်းတပင်ကိုတက်ရောက်နေမလဲဆိုတာပဲစိတ်ကူးရင်ခဲ့ရတာအခုတော့ကျွန်တော်ကအတွင်းထဲရောက်နေပြီဒင်ဖုန်းမိလာတဲ့မသိတဲ့နံပါတ်တစ်ခုကနေစာတိုးဝင်လာတာစူဝန်ကြီးစီကပဲ